အားရပါရဲ့ချောင်းနှုံးနေရတာဟုတ်တော့အတန်ပိတ်ထားဟုတ်တော့ဘာလဲမင်းတို့ပြီးလိုက်ဒီဘာလို့ပြေးနေရတော့ဒီကိုနေမှမြချင်နေတော့ဟဲ့ငိနော်ဝိုင်းဖိလစ်ပင်းနံပိတ်ထားကိုနဲ့တည်ရလေဒီနဲ့ဆော့ရတာမဲ့အသက်ပိတ်ထားသူတို့အားနာကြကြီးမနှစ်ခါလောကဒီပဲဆိုးနေဘာလို့တာတော့အော်ပပီနေဟဲ့โอเคနော်ဒီဘာဖြစ်တာလို့ချော်လဲအိုး shit တေးတော့မှာပဲလားနဲ့ငါ့ကိုတေးကန်ညောင်ရိုးတုံသွားသေးတယ်မလဲနိုင်စီနေတယ်ပြစ်တယ်ဟေးငါနှစ်စီးလေးပေးညခွပြပါဦးအဲ့ဒါရဲ့မလဲဟဲ့နှစ်စီးအောင်တက်အောင်ညံ့ငါဘောပါလေနာတော့ပါအဲ့ဒါအဲ့ပါနိုးစီထုတ်ချင်တော့အတန်ပိတ်တာတော့ဆိုးတယ်ဒီဒီโอเคတလေးရချွဲရပြတဲ့နာနှဟောင်းမှမပြီးပါဘူးပြနေကြအောင်ရချွဲရဖြစ်ဥပမာခွေကလည်းစားရဟဲ့အဝိုင်းအဝေးလို့ဒီဖိုက်ထရအော်နေပြီခုနဟာရီမှာစကုတ်မပါဘူးလားမင်းသွားကြည့်လားဟိုမှာသုံးစားလေးတစ်လုံးနဲ့ Awesome. စကုတ်လည်းမပါဘူးစကုတ်မပါပဲနဲ့ဟဲ့နင်ကမွဲတာပဲစကုတ်မပါရဲ့ကောင်းတယ်ငါမွဲလို့ပဲတော့နင်ကလည်းခဏထိုင်အဲ့ဒီမြတ်ဒီပါကိုးကောင်မှကြက်ပြီဒီဘောလေးတက်ပြီးအေးစေနှခေါင်းနှစ်ချီနဲ့ငယ်ဆောင်နေခေါင်းမပြေးနေပြေးနှစ်ကောင်းလားနီရောပဲကောင်းနော်ဟာဒါကလမ်းပြင်းနေသိတယ် Watch out. မတက်ပင်တော့ Awesome. Awesome. အော်မချလေးပေါ် Okay